ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပေးကြတဲ့သူတွေရောကျွန်တော်တင်တဲ့ဗီဒီယိုတွေအားလုံးကိုကြည့်ရှုပေးကြတဲ့သူတွေရောအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်28ရက်3လပိုင်း2025ရက်နေ့မှာလောက်ခတ်သွားတဲ့ငလျင်တန်းကြောင့်အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးသွားတဲ့သူတွေနဲ့အတူထပ်တူဝမ်းနည်းရပါကြောင်းပြောကြားရင်းနဲ့ခရစ်ယာန်ဘာသာဝင်တရားဟောဆရာတယောက်ရဲ့တမန်ကျမ်းစာထဲမှာပါတဲ့ငလျင်ဘာကြောင့်လှုပ်လဲဆိုတာကိုပြန်လည် reaction လုပ်ပေးရင်းနဲ့28ရက်3လပိုင်း2025ရက်နေ့မှာလောက်ခတ်သွားတဲ့ငလျင်တန်းကြောင့်ထိုင်းနိုင်ငံမှာဆောက်လက်စားတိုက်ပြိုကျပျက်စီးသွားတဲ့အပေါ်ကိုဒီနေ့ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ကြည့်ရှုတဲ့အပေါ်မှာမြန်မာပြည်သားတယောက်ကတူးထောက်တောင်းပန်တဲ့ဗီဒီယိုလေးလည်းတင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်ကြရအောင်နော်လာမယ့်2025ကနေစလို့ကမ္ဘာပြက်ကိန်းထဲကိုဝင်သွားပါပြီ။မြေငလျင်တွေလည်းပြင်းထန်စွာလှုပ်မှာဖြစ်ပြီးတော့ကမ္ဘာမြေကြီးကမခံနိုင်တော့တဲ့အကြောင်းအရာ၄ချက်ရှိတယ်လို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်။တုတ်တကြံခန်းကြီး30အပိုင်ငယ်21ထဲမှာမြေကြီးလှုပ်ခတ်ရသောအကြောင်းအရာအချင်းအရာ3ပါးမကားတဲ့မြေကြီးမခံနိုင်သောအကြောင်းအချင်းအရာ4ပါးမှာတဲ့နံပါတ်1ဂျုံကမင်းပြုတ်ခြင်းတဲ့ဂျုံဆိုတဲ့အခါမှာနံပါတ်1အနေနဲ့နားလေစေချင်တာကတော့ဘုရားသခင်ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေဖြစ်တယ်။အဲ့ဒီကောင်းကင်တမန်တွေကဒီကမ္ဘာမျိုးကျဆင်းသွားတဲ့အခါမှာနတ်ဆိုးတွေဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီနတ်ဆိုးတွေကဟောဒီမြန်မာနိုင်ငံမှာမင်းပြုတ်နေကြတယ်။အဲ့ဒီနတ်ဆိုးရဲ့အကူအညီနဲ့လူတွေဟာစစ်တိုက်နေကြတယ်။ဘုရားသခင်ဖန်ဆင်းထားတဲ့အဲ့ဒီဂျုံတွေဖြစ်တဲ့နတ်ဆိုးတွေကတခင်လုံနေကြတယ်။အဲ့ဒီနတ်ဆိုးမှာအထီးလည်းမရှိဘူးအမလည်းမရှိဘူး။နတ်ဆိုးလို့ပြောတဲ့အခါမှာခိုးမယ်တတ်မယ်ဖြတ်စည်းမယ်လူတတ်ဖို့ပဲသူတို့သိတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဂျုံဖြစ်တဲ့နတ်တွေကိုတခင်နေရာမှာထားတဲ့အတွက်မြေကြီးကပြတ်မှာဖြစ်တယ်။တော့နားလေစေချင်တယ်။ဒုတိယအနေနဲ့လူသားတွေကဘယင်နေရာလူနေကြတယ်။သူလည်းဆရာကြီးဖြစ်ချင်တယ်ကိုလည်းဆရာကြီးဖြစ်ချင်တယ်။ကိုလည်းအာဏာရချင်တယ်သူလည်းအာဏာရချင်တယ်။လူသားလို့မနေဘူး။ဖျားဖန်ဆင်းထားတဲ့လူသားလို့မနေဘဲနဲ့တခင်ရန်ဖြစ်ချင်တယ်။ဂျုံကမင်းပြုတ်တဲ့တွက်တဲ့ကဘာကြီးကပြည့်စည်ပါမယ်။တတိယချက်အနေနဲ့ပြောပြချင်တယ်။ဖျားရဲ့အစေခံအမှုတော်ဆောင်တွေဟာဘယင်လောက်ချင်ကြတယ်။အပူဇော်ခံချင်တယ်အပတခံချင်တယ်။ဆရာကြီးပဲလုပ်ချင်ကြတယ်ဖယားတို့အစေမခံချင်တော့ဘူးဖယားတို့မနှိမ့်ချနိုင်ကြဘူးဂျုံကမင်းပြုတ်တဲ့အတွက်တဲ့မြေကြီးကမခံနိုင်တော့ဘူးတဲ့ကမ္ဘာမြေကြီးကပြည့်စည်ပါမယ်အမှန်နေနော်ဒုတိယချက်အနေနဲ့ကျွန်တော်ထပ်ဖတ်ပြအခုလက်ရှိဖြစ်နေရတယ်နဲ့တော့သူကစာဝတယ်အခုလက်ရှိဖြစ်နေရတယ်နဲ့မိုက်မင်းနေတဲ့သူကြိုပြီးတော့တည်နေတယ်လို့ပဲနော်ဝါဆွာစားရတယ်ဒါပေမဲ့ရိုးသားစွာနဲ့အလုပ်ကြိုးစားတဲ့သူတွေကတော့ငတ်မြဲငတ်နေစေပဲပဲပြုတ်တယ်တွေမနဲ့လဲနိုင်ထပြီးတော့ဘလောက်ပဲအလုပ်ကြိုးစားပါစေဒီဘဝကနေပထမရုံထွက်နိုင်မှာမဟုတ်ဘူးတက်ဆီသမားတွေမနဲ့အစိုးကြီးတက်ဆီမောင်းတယ်ညမိုးချုပ်တဲ့အထိအန်ဒီရတွေကြားထဲမှာသူတို့တက်ဆီတွေဆွဲကြတယ်ဒါပေမဲ့ဘဝတွေကတောက်ပြောင်မလာဘူးရိုးသားတဲ့သူတွေတော့နေရမရှိဘူးဒါပေမဲ့မိုက်နေတဲ့သူတွေကတော့အစာဝါဆိုစားနေရတယ်လေဒါကြောင့်လေကဘာမြေကြီးကမခံနိုင်တော့ဘူးတဲ့မြေကြီးမခံနိုင်တော့အကြောင်းပြ၄ပါးဖြစ်တယ်ဒါဒုတိယချက်ဖြစ်တယ်ဘာတော့တတိယချက်အနေနဲ့ကတော့မုန်းစရာကောင်းသောမိန်းမကလက်ထက်ရခြင်းမုန်းစရာကောင်းသောမိန်းမလို့ပြောတဲ့အခါမှာယွန်းစရာကောင်းတဲ့မိန်းမတွေကလက်ထက်ပွဲတွေလုပ်နေကြတယ်လက်ထက်တယ်ဆိုတဲ့အခါမှာလူရှိဖျားရှိကောင်းကင်တမန်ရှိမှတက်တက်ထူပြီးတော့တန့်ရှင်းချင်းမင်္ဂလာနဲ့လက်ထက်ရတာဖြစ်တယ်ဒါပေမဲ့မုန်းစရာကောင်းတဲ့မိန်းမတွေကကဘာမှာလက်ထက်နေကြတယ်ခုမှလည်းမင်္ဂလာပွဲဒီမှလည်းမင်္ဂလာပွဲနောက်မြည်နေတာပဲအဲ့ဒီမုန်းစရာကောင်းတဲ့မိန်းမတွေကလက်ထပ်နေတဲ့အတွက်ကဘာကြီးကပြက်စီးပါမယ်နောက်ဆုံးချက်ကိုပြောပြချင်တယ်ဂျုံမကသူ့တခင်မကြီးအမွေကိုစက္ခံရခြင်းဒီနေရာမှာဂျုံမဆိုတော့ဘာတူလဲသူ့ရဲ့နာမည်ဟာဂရာလို့ခေါ်ပါတယ်အာဗြဟံရဲ့ဂျုံမဖြစ်တယ်သူ့ရဲ့တခင်မဆိုတော့ဘာတူလဲစာရာဖြစ်တယ်စာရာမှာကလေးရှိပါတယ်စာရာရဲ့သားကဣဇက်ဖြစ်တယ်စာရာစီရဲ့ဣဇက်ဆင်းသက်လာတယ်ဣဇက်ရဲ့သားသမီးတွေကအခုမြင်နေရတဲ့ဣသရေလနိုင်ငံသားတွေဖြစ်တယ်ဒါပေမဲ့ဂျုံမဖြစ်တဲ့ဟာဂရကတားမွေးလာပါတယ်အဲ့ဒီတားရဲ့နာမည်ကတော့အရှမေလလို့ခေါ်တယ်အစ္စလာမ်တွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီတခင်မရဲ့အမွေကိုသူအမြဲတမ်းလူချင်နေတဲ့အဲ့ဒီအစ္စလာမ်တွေကအမြဲတမ်းဣသရေလကိုရန်ရှာတယ်သူတို့တွေကချစ်ချစ်တချမ်းသာကြတယ်ကြွယ်ဝတယ်ရေနံတွေနဲ့ချမ်းသာတယ်ဒါပေမဲ့တင်းတိမ်လာရောက်ရဲလာဆိုတော့မရောက်ရဲဘူးတဲ့သူတခင်မရဲ့စီးစိမ်ကိုထပ်လို့ပါအောင်မယ်တဲ့ဣသရေလနိုင်ငံကိုကမ္ဘာမြေပုံထဲကနေဖြောက်ပြီးတော့ပြင်လယ်ထဲကိုချပစ်ဖို့ကြိုးစားပါမယ်တဲ့အဲ့ဒီအကြောင်းအရာ၄ချက်ကြောင့်ပဲကမ္ဘာကြီးဟာပြည့်စည်ရပါမယ်ဟုတ်ကဲ့ကျွန်တော်အခုဖွင့်ပြပေးတဲ့ဗီဒီယို
ဒီခရစ်ယာန်ဘာသာဝင်တရားဟောဆရာတယောက်ရဲ့ဒါတမန်ကျမ်းစာထဲမှာပါတဲ့အကြောင်းအရာကိုဟောတာကိုဒါကျွန်တော် reaction video တစ်ပုဒ်လေးနဲ့ကျွန်တော်ပြန်လဲတင်ဆက်ပေးတဲ့သဘောပါကျွန်တော်ကိုယ်တိုင်လည်းဗုဒ္ဓဘာသာလူမျိုးတစ်ယောက်ပဲဗုဒ္ဓဘာသာဝင်တစ်ယောက်ပါဒါပေမဲ့ဟိုဘာသာရက်တိုင်းမှာဟိုကောင်းတာရှိသလိုဆိုးရည်လည်းရှိတယ်အဲ့ဒါလေးကိုဒါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုနေသူအားလုံးကျွန်တော်ကဘုဒ္ဓရာအနေနဲ့ပြန်လဲမျှဝေတဲ့သဘောပါနောက်တစ်ခုအနေနဲ့ကျွန်တော် reaction လုပ်ပေးသွားမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ဆရာတော်သင်ဆရာတော်ဘုရားကြီးဟောကြားသွားတဲ့တရားတည်တနာအကြောင်းလေး reaction လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အတူတူလိုက်ကြည့်လိုက်ရအောင်နော်အခုလာမဲ့မင်းပေးအခုလာမဲ့ဒါလန္တနာပေးအခုလာမဲ့ဘိုးလူတမြပေးအခုလာမဲ့ရေပေးမင်းပေးလေပေးအခုလာမဲ့မြေငလျင်ကြီးတုံလောက်ပြီးတိုက်ပြိုပြီးတော့ပြီးသေးမဲ့ပေးတကယ်အခုလက်ရှိဖြစ်နေရနေရလုံးဝကွက်တီပဲလုံးဝငင်းဆန်လို့မရဘူးပေါ့နော်ယခုလာမဲ့ကတိသုံးပါပေးဒီဘေးပန်းကလွတ်မြောက်ပြီးတော့သမထဝိပဿနာတရားကျင့်ကြံအထုတ်နိုင်ပြီးခန္ဓာဉာဏ်နဲ့ကြည့်လိုက်တဲ့အခြေခံမှာဖြစ်ပြက်မြင်ပြီးဖြစ်ပြက်မဟုတ်ဘူးဖြစ်ပြက်ကြီးချုပ်ပြီးတော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနောတကားတကား6ပေါ့အာယုံကအာယုံ6နဲ့တိုက်ကြိုက်ရုပ်ကဖောက်ပြန်တဲ့နာကခံစားတဲ့ရုပ်ဓမ္မနန္ဓမ္မဒီနိုင်တဲ့ကိုဖြစ်နေရပါလေဗီဒီယိုနောက်တစ်ခုအနေနဲ့ကလွန်ခဲ့တဲ့28ရက်3လပိုင်း2025ရက်နေ့မှာလှုပ်ခတ်သွားတဲ့ငလျင်တန်းကြောင့်ဒီထိုင်းနိုင်ငံမှာသောက်လက်စားတိုက်ပြိုကျပျက်စီးသွားတဲ့အထက်မှာကျွန်တော်များပြည်သားတွေအများကြီးပါတယ်ပေါ့နော်အဲ့ပါဝင်တဲ့များပြည်သားတွေကတချို့လူတွေဆိုရင်သက်ရှင်ရတာအထက်ထဲမှာဒီပိတ်မိပြီးတော့ပြန်ထွက်နိုင်တဲ့သူတွေရှိတယ်လို့တေဆုံးသွားတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲဥစ္စာကိုဒီနေ့ထိုင်းဝင်ကြီးချုပ်ကိုယ်တိုင်လာရောက်ကွင်းစင်းလေ့လာတဲ့ချိန်မှာကျွန်တော်ပေါ်မှာပြည်သားတယောက်ကဒီအထက်ထဲမှာအသက်ရှင်ကျန်တဲ့သူတွေရောနော်တည်ဆုံးသွားတဲ့သူတွေအတွက်အမြန်ဆုံးကယ်ဆယ်ရေးလုပ်ပေးဖို့အတူထောက်တောင်းပန်တဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ viewer ရဲ့အတွက်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီထိုင်းသတင်းဌာနတစ်ခုကနေပြီးတော့ဒီတင်ထားတာကိုကျွန်တော် viewer တွေအတွက်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ကျွန်တော်မာယူသားတွေအားလုံးဒီကကြီး3ပါးမှာအမြန်ဆုံးကင်းလို့ပါစေရှိဒီပြိုကျပျက်စီးသွားတဲ့ထဲမှာမြန်မာပြည်သားတွေအကုန်လုံးမြန်မာနိုင်ငံမှာဒီထိုင်းနိုင်ငံမှာပြိုကျပျက်စီးသွားတဲ့ထဲမှာသက်ရှင်ကျန်ရတဲ့သူတွေအမြန်ဆုံးကယ်ထုတ်နိုင်ပါစေတည်ဆုံးသွားတဲ့သူတွေအတွက်ဒီပစ္စည်းဆုံးရှုံးသွားတဲ့သူတွေအတွက်လည်းထပ်တူဝမ်းနည်းရပါတယ်ပြောချင်ရင် MDN ပါမီမှာအကွန်ဆက်တာပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါ